အားလုံးပဲမင်္ဂလာပါခင်ဗျာတငယ်ချင်းတို့ရေဒီနေ့တော့ကျွန်တော်တို့စကူလာပန်းချံတို့အလေရောက်သွားပါတယ်ခင်ဗျာတေချာလေးကြည့်ကြပါဦးနော်အရန်လာပါတယ်ခင်ဗျာဒီစကူလာပန်းကတော်တော်လေးကိုလာပနေပါတယ်ခင်ဗျာတစ်ချက်လောက်ရှူကြပါဦးနော်တငယ်ချင်းတို့သွားလိုက်မယ်ဆိုရင်လေcomment မှာရေးပြလို့ရပါတယ်ကျွန်တော်လိုက်ပို့ပေးမယ်ခင်ဗျာနေရာကတော့ချင်းမိုင်မြို့မှာဖြစ်ပါတယ်ခင်ဗျာ